ဒီလူဟာတာမန်သူခိုးတယောက်ထက်ကိုပိုရတယ်သူဟာမျက်လက်စရာတယောက်လိုပါပဲဒေါ်လာတန်း900တန်မိုးရှိတဲ့စိန်တလုံးကိုခိုးယူဖို့အတွက်သူဟာတကိုယ်လုံးကိုအဖြူရောင်ဆေးတွေတုပ်ပြီးပြတ်တိုက်တွင်းထဲမှာရုပ်တုတစ်ခုအဖြစ်အသွင်ယူထားခဲ့ပါတယ်သူဟာတာမန်ပြပွဲပြတ်သက်ကွက်တစ်ခုအတိုင်းတထေရတယ်တူညီလုံးနေခဲ့တာပါဘေးနားကဖျက်လျှောက်သွားတဲ့လုံခြုံရေးအဆောင်တယောက်ကမှသူတို့ရှေ့ကရုပ်တုကြီးဟာတကယ်တော့ရာဇဝတ်ကောင်တယောက်ဖြစ်နေလိမ့်မယ်လို့မသိကစိတ်လုံးဝမဝင်ခဲ့ကြပါဘူးဒါပေမဲ့စစ်အမှန်စစ်စင်ရေးကအခုမှတင်ဆက်တင်တာဖြစ်ပါတယ်သူ့ရဲ့လက်ထဲကစာအုပ်ထဲမှာတော့အဝေးထိန်းခလုတ်အသေးစားလေးတစ်ခုကိုဝတ်ထားခဲ့ပါတယ်အဲ့ဒီဆက်ပစ္စည်းလေးနဲ့ပဲသူဟာအနက်ရောင်ကားသေးစားလေးတစ်စီးကိုလမ်းပြီးထိန်းချုပ်မောင်းနှင်လိုက်ပါတယ်ကားလေးဟာတိုင်တိုင်ရဲ့အနောက်ကနေတဖြည်းဖြည်းထွက်လာပြီးကျမ်းပြင်ပေါ်ကအနက်ရောင်လိုင်းကြောင်းတိုင်းမောင်းနှင်သွားခဲ့ပါတယ်အသေးစိတ်အချက်လက်တိုင်းကိုတိတိကျကျတွက်ချက်ထားတာဖြစ်ပြီး1မီလီမီတာရဲ့အပုံတပုံလောက်တောင်အမှားယွင်းမရှိပဲကျမ်းပြင်ပုံစံဒီဇိုင်းတွေနဲ့ကွက်တီတသားတည်းဖြစ်နေခဲ့ပါတယ်လုံခြုံရေးကင်မရာတွေကပင်ဘာထူးခြားမှုကိုမှမရိပ်မိခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲရုတ်တရက်အစီအစဉ်ကြီးပျက်စီးလို့နီးပါးဖြစ်ခဲ့ရပါတယ်အဆောင်တယောက်ဟာကားလေးရဲ့ရှေ့တဲ့မှာလာပြီးရက်လိုက်လို့ပါပဲသူဟာဝေါ်ကီတော်ကီရက်ဖက်တွေကိုကင်ပြီးစကားပြောနေခဲ့ပေမဲ့ထိုနေရာကနေထွက်မသွားခဲ့ပါဘူးဒါပေမဲ့လည်းသူခိုးဖြစ်သူကတော့စိတ်အေးထားနိုင်ခဲ့ပါတယ်တင်းငယ်တဲ့ကားလေးဟာအဆောင်ရဲ့ခြေထောက်အောက်ကနေတိတ်ဆိတ်ပဲရှိုးဝင်ဖြတ်တန်းသွားခဲ့ပါတယ်ကားလေးဟာစိန်ပြတ်ထားတဲ့မန်ပီရိုအောက်ကိုရောက်ရှိသွားတဲ့အချိန်မှာတော့တကယ်ပြက်ကွက်ကြီးဆက်တင်ပါတော့တယ်ကားလေးဟာအပေါ်ကိုဝုန်းကန်နဲ့ခုန်တက်သွားပြီးမှန်နဲ့အောက်ခံခုန်ကြားထဲမှာသူ့ကိုယ်သူကွက်တိညက်ပိတ်လိုက်ပါတယ်ထို့နောက်တောင်လိုက်မှန်ပြင်းကြီးအတိုင်းတဖြည်းဖြည်းအပေါ်ကိုဆက်လက်တွားတက်သွားခဲ့ပါတယ်ပြစ်မှတ်နေရာကိုရောက်ရှိသွားတဲ့အခါကားလေးဟာပုံစံချက်ချင်းပြောင်းလဲသွားပြီးတင်းငယ်တဲ့ဆေးရုပ်လက်တလေးတစ်ခုဖြည်းဖြည်းချင်းထွက်လာကစိန်စစ်ကိုဂယူးတဆိုင်နဲ့လမ်းထုတ်ယူလိုက်ပါတယ်တစ်ချိန်တည်းမှာပဲမင်းဧကဟိုလိုဂန်လက်စစ်စစ်သုံးဖက်မြင်ပုံရိပ်ရောင်တစ်ခုကိုပြစ်လွတ်လိုက်တာကြောင့်စိန်တုပုံရိပ်တစ်ခုကမူလစိန်စစ်နေရာမှာအစားထိုးဝင်ရောက်သွားခဲ့ပါတယ်အနီးကကြည့်ရင်တောင်ဘယ်သူမှကွဲပြားမှုကိုရိပ်မိမှာမဟုတ်ပါဘူးဒေါ်လာတန်း900တန်စိန်ကြီးဟာညံကြီးရှင်သူခိုးရဲ့လက်ထဲကိုရောက်ရှိသွားခဲ့ပြီဖြစ်ပေမဲ့ကင်းလက်နေတဲ့အဆောင်တွေကတော့ဘာမှမသိရှာသေးပါဘူးထို့နောက်မှာတော့ထိုလူဟာပြာတာတန်ရှင်ရည်သမားတဦးဖြစ်အသွင်ပြောင်းပြီးအပြင်ကိုထွက်ခွာခဲ့ပါတယ်ဒါပေမဲ့လမ်းမှာမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်သူဟာရဲရရှိတဦးနဲ့မတော်တဆတိုက်မိသွားခဲ့တာပါအဲ့ဒီရရှိကတခုခုမားနေပြီဆိုတာကိုချက်ချင်းရိပ်မိသွားပြီးသူ့ကိုယ်တာဖို့အနောက်ကိုပြန်လှည့်လာခဲ့ပါတယ်အကြောင်းကတော့ဒီနေ့အတွက်တန်ရှင်ရည်သမားတာဝန်ကျစရာမရှိထားလို့ပါပဲထိုလူဟာစကားကိုတေးသေးချာချာမကြားရသလိုမျိုးဟန်ဆောင်နေခဲ့ပါတယ်ရဲရရှိတွေကသူ့ကိုဝိုင်းထားလိုက်ပြီးမှတ်ပုံတင်ပြဖို့တောင်းဆိုရဲ့အခါမှာတော့သူကပူးပေါင်းဆောင်ရွက်မဲ့ပုံစံမျိုးလုပ်ပြခဲ့ရင်မဲ့ကွယ်ရာကနေရှိုးဝက်ခလုတ်တစ်ခုကိုတိတ်ဆိတ်နှိပ်လိုက်ပါတယ်ဘယ်သူမှသတိမထားမိခင်မှာတင်သူ့ရဲ့ဖိနှက်ထဲကနေစိမ့်ဆိုပြီးအစိတ်ပြင်းတဲ့အရေတွေစီးထွက်လာခဲ့ပါတယ်ရဲရရှိကသူ့ရဲ့တက်တေခံကပြားကိုလန့်လွန်းစစ်ဆေးနေတဲ့စက္ကန့်ပိုင်းတွင်းမှာပဲသူတို့အောက်ကဓမ္မနိရေမြောင်းဖုံးကြီးဟာအည်ပျော်ပြီးပွင့်ထွက်သွားခဲ့ပါပြီသူခိုးဖြစ်သူဟာရေမြောင်းရဲကိုချက်ချင်းပဲပြုတ်ကျသွားခဲ့ပြီးစိန်ကြီးကိုယူဆောင်ကလွတ်မြောက်သွားခဲ့ပါတော့တယ်ခင်များတို့ကဒီသူခိုးရဲ့အရေးချင်းနဲ့လက်ရာကိုအလွန်မင်းကျွမ်းကျင်ပိုင်နိုင်တယ်လို့ထင်ပါသလားကိုယ့်ရဲ့အမြင်တွေကိုခဲမုံအစ်စ်မှာလွတ်လွတ်လပ်လပ်ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ